လာပါရှင်အိမ်မက်များနဲ့တုတဝေဖြာ page ကကြိုးဆိုလိုက်ပါတယ်2026မေလအတွက်စပင်ကြက်ရံနဲ့ခေါင်းလျှော်ရံအတွက်တင့်တော်သောနေ့ရက်များကိုဖော်ပြပေးလိုက်ပါတယ်စပင်ညက်မယ်ဆိုရင်တော့မေလ3ရက်တနင်္ဂနွေနေ့ကအသက်ရှည်ကျန်းမာစီပါတယ်မေလ4ရက်တနင်္လာနေ့မှာညက်မယ်ဆိုရင်တော့လက်ရွှင်တတ်ပါတယ်မေလ6ရက်ဗုဒ္ဓဟူးနေ့ကတော့ကိစ္စအဝဝအောင်မြင်စေနိုင်ပါတယ်မေလ17ရက်တနင်္လာနေ့မှာဆိုရင်တော့စီးပွားတိုးတက်စေပါလိမ့်မယ်မေလ19ရက်အင်္ဂါနေ့မှာညက်မယ်ဆိုရင်တော့ဂုဏ်သတင်းကြိုးစိုးနိုင်ပါတယ်မေလ25ရက်တနင်္လာနေ့မှာဆိုရင်တော့စိတ်ချမ်းသာမှုတွေရရှိစေနိုင်ပါတယ်ခေါင်းလျှော်ရန်ကောင်းတဲ့ရက်တွေကတော့တနင်္ဂနွေဗုဒ္ဓဟူးနဲ့တောက်ကြတို့ဖြစ်ပါတယ်ရေဘူးရအားဖြင့်ခေါင်းလျှော်ရန်အဆင်ပြေတဲ့နေ့တွေလို့ဆိုလိုတာဖြစ်ပါတယ်ရှောင်းတဲ့နေ့တွေကတော့အင်္ဂါနဲ့စနေနေ့များမှာခေါင်းလျှော်ခြင်းကိုတတ်နိုင်သမျှရှောင်းသင့်ပါတယ်ကစုံလာပြီးနေ့မေလ1ရက်နေ့ကတော့နေကြီးရက်ကြီးဖြစ်တဲ့အတွက်သပင်းညက်ခြင်းတို့ခေါင်းလျှော်ခြင်းတို့ကိုမပြုလုပ်သင့်ပါဘူးနေုံလာဇန်1ရက်နေ့မေလ16ရက်နေ့ကလည်းလာဇန်8ရက်ဖြစ်တဲ့အတွက်ရှောင်းသင့်ပါတယ်ပြဿနာရက်များကိုလည်းသတိပြုရင်တော့ကောင်းပါတယ်အလွယ်ဆုံးနည်းကတော့အရေးကြီးတဲ့အလှပြင်းခြင်းဓမ္မမဟုတ်ရင်သပင်ပုံစံပြောင်းခြင်းတို့အတွက်ဆိုရင်မိမိရဲ့မွေးနေ့ဥပမာတနင်္လာသမီးဆိုရင်တနင်္လာနေ့ကိုရွေးချယ်ခြင်းကပုံမူပြီးစက်တည်တွန်းစေနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်